အတုံးပြုနည်းလေးတွေမပြောပြခင်အတီးပေးစရာတစ်ခုရှိပါတယ်ခင်ဗျာအဲ့ဒါကတော့ကျွန်တော်ကဒီလိုမျိုးအတန်အတွင်းရှင်းပြတာမျိုးတွေတစ်ခါမှမလုပ်ဘူးတာမို့လိုအပ်ချက်လေးတွေရှိခဲ့ရင်နားလည်ပေးကြပါလို့လူကြီးမင်းတို့ကိုတောင်းဆိုချင်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာလူကြီးမင်းတို့ကိုဒီ ESB POS software လေးကိုအသုံးပြုပြီးတော့ဈေးဘယ်လိုရောင်းရမလဲဒီ ESB POS ရဲ့ POS မှာပါတဲ့ကျွန်တော်ရဲ့ဈေးရောင်းတဲ့ function တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုပြောပြပေးပါမယ်အရင်ဆုံးဈေးရောင်းမှဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ software ထဲမှာကုန်ပစ္စည်းစာရင်းတွေကိုထည့်ပေးထားရမယ်ပေါ့နော်ကိုယ့်ရဲ့ရောင်းကုန်တွေကိုထည့်ပေးထားရမယ်ကုန်ပစ္စည်းတွေထည့်ဖို့အတွက်ကျွန်တော်အရင်ဆုံးကုန်ပစ္စည်းစာရင်းများဆိုတာကိုကျွန်တော်နှိပ်လိုက်မယ်ကုန်ပစ္စည်းစာရင်းများနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကဒီစာမျက်နှာကိုရောက်သွားမယ်ပေါ့နော်ဒီစာမျက်နှာကိုရောက်သွားတာနဲ့ကုန်ပစ္စည်းအတစ်ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီအောက်ခြေမှာရှိတဲ့အပေါင်းလေးကိုနှိပ်လိုက်မယ်ဟုတ်ပြီကျွန်တော်ဒီစာမျက်နှာကိုရောက်သွားမယ်ဒါဆိုရင်ကျွန်တော်ကုန်ပစ္စည်းအမည်ထည့်ပေးရမယ်ပေါ့နော်ကျွန်တော်လောဆယ်အလွယ်ထည့်လိုက်မယ်ရှက်ပေါ့နော်ပြီးရင်ဒီကောင်ကတော့တပူးချင်းရဲ့ရောင်းစင်းနှုန်းပေါ့နော်ဒါကတော့အခြေခံ unit ဖြစ်ပါတယ်ဒီ unit converter တွေကတော့နောက်တစ်ဆင့်မှာကျွန်တော်ပြောပြပေးပါမယ်လောလောဆယ်တော့ကုန်ပစ္စည်းစရင်းထည့်တာဖြစ်တဲ့အတွက်ကျွန်တော်အခြေခံ unit ပဲထည့်လို့ရပါမယ်နောက်တစ်ဆင့်မှာဒါကတ်လိုက်ရောင်းမယ်ဒါမှမဟုတ်ရင်ဖာလိုက်ရောင်းမယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပေးမယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်တပူးချင်းဝယ်နှုန်းပေါ့နော်ကျွန်တော်က okay 2200နဲ့ဝယ်လို့တတ်မှတ်လိုက်မယ်ရောင်းစရာကျွန်တော်2500ပေါ့နော်အရေးအတွက်ကတော့လက်ကျန်အရေးအတွက်ထည့်ပေးရမယ်ဘယ်လောက်ကျန်လဲပေါ့နော်ဘယ်လောက်ကျန်လဲဆိုရင်ကျွန်တော်က50ကျန်တယ်ဒီပေးချက်အရေးအတွက်20ထည့်လိုက်မယ်ပေါ့နော်ဒါတော့ဘူး20နဲ့အောက်ရောက်သွားတယ်ဆိုရင်ကျွန်တော်တို့ဒီလက်ကျန်နေနေချောင်းကိုကျွန်တော်တို့အတီးပေးမယ်ပေါ့နော်ဘာကုတ်ကတော့ကျွန်တော်ကိုကတော့ဘာကုတ်စကန်နာနဲ့ချိန်ပြီးရဆိုရင်တော့ဒီအလွယ်တကူပဲကွန်ပျူတာကိုစကန်ဖတ်လိုက်ရတဲ့ဒီနားမှာဒီစကန်ဖတ်ပြီးထည့်လို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော် copy ယူထားတယ်ဘာကုတ်ထည့်လိုက်မယ်မျိုးစားကတော့ဒီကုန်ပစ္စည်းရဲ့အမျိုးအစားကိုထည့်ပေးရမယ်ပေါ့နော်မထည့်လည်းကိစ္စမရှိပါဘူးဒါမှထည့်ပေးလိုက်မယ် energy drink ဆိုပြီးတော့ထည့်ပေးလိုက်မယ်ထည့်ပေးရရှိရင်လည်းကျွန်တော်ဒီထည့်ပေးရကိုကထည့်ပေးရရှိရဆိုရင်ဒီရွေးမိစွာနှိပ်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်โอเคဘယ်လိုဆိုတော့energy drink ရှိရဆို energy drink ကိုထည့်လိုက်ပြီးထည့်ပြီးကျွန်တော်ကဒီ app product ဆိုတာကိုနှိပ်လိုက်မယ်โอเค app product နှိပ်လိုက်ရင်ကျွန်တော်ဒီကွန်ပျူတာစင်းကထည့်ပြီးသွားပြီပေါ့နော်ထည့်ပြီးသွားပြီဆိုတော့နောက်တစ်ခုထပ်ရှင်းပြမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီအပေါင်းလေးကိုကျွန်တော်ထပ်နှိပ်လိုက်မယ်โอเคဘာရှင်းပြရမလဲဆိုတော့ကျွန်တော်ဥပမာပေါ့နော်ကျွန်တော်ကိုကာကိုလာထည့်မယ်ပေါ့နော်ကိုကာကိုလာကျွန်တော်ကိုကာကိုလာမှာကြတော့ဒီမှာ1လီတာဘူးရှိရယ်900မီလီလီတာဘူးတွေရှိရယ်ပေါ့နော်1.5လီတာဘူးတွေရှိရယ်ရှိရအတွက်အကယ်၍ကိုကဘားကုန်းနဲ့ပဲ scan ဖတ်ပြီးရောင်းမယ်ဆိုရင်တော့ဒီမှာဒါလွဲစရာအကြောင်းမရှိဘူးပေါ့နော်ပေဘူးဆိုတာဒီမှာ scan ဖတ်လိုက်တာနဲ့ဘားကုန်းတက်မှတ်ပေးထားတာနဲ့ဒီ product ကရောင်းရင်သူ့ရဲ့ဈေးနှုန်းလိုက်ထွက်လာမှာပေါ့နော်အကယ်၍ကိုကဘားကုန်းနဲ့မရောင်းဘူးဒီတိုင်းဘားကုန်း scanner မတုံးဘူးပေါ့နော်ဒီတိုင်းရောင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာအလွယ်တိအောင်ပေါ့နော်1လီတာဘူးဆိုရင်1လီတာဘူးဆိုပြီးတော့ထည့်ပေးထားတယ်ပေါ့နော်ဒါမှဒါလည်းကျွန်တော်တို့ကဒီရှားပြီးတော့နှိပ်တဲ့အခါမှာ1လီတာဘူးရောင်းတာလားဆိုတာကို1လီတာဘူးလား900မီလီလီတာဘူးလားဆိုတာကိုကျွန်တော်တစ်ခါတိမှာပေါ့နော်โอเคဘာကုန်းနဲ့ဆိုရင်တော့ကျွန်တော်ကိုကာကိုလာလို့ရေးပြီးတော့ဒီဘာကုတ်လေးပဲသူ့ရဲ့ဥမာ1လီတာရဲ့ဘာကုတ်ကဒီမှာထည့်ပေးရမယ်ထည့်ပေးလိုက်ပေါ့နော်1လီတာဆိုရင်1လီတာရဲ့ဘာကုတ်ထည့်ပေးလိုက်900မီလီလီတာဆိုရင်900မီလီလီတာရဲ့ဘာကုတ်ကိုဒီမှာထည့်ပေးလိုက်တာနဲ့ကျွန်တော်စကန်နာနဲ့ဖတ်လိုက်တာနဲ့ကျွန်တော်သူ့ရဲ့ကုန်ပစ္စည်းရဲ့ထည့်ထားတဲ့ info တွေအလိုက်ပဲရောင်းပေးမှာပေါ့နော်လောလောဆယ်တော့ကျွန်တော်1လီတာလို့ရေးလိုက်မယ်โอเคဝယ်ဈေးက1900လို့ထားလိုက်မယ်ပေါ့နော်ကျွန်တော်ရောင်းဈေးကို2200လို့တင်လိုက်မယ်လက်ချံရေအတွက်က10ဘူးပဲရှိရပေါ့နော်တတိပေးချက်က9ခု9ဘူးနဲ့အောက်ဆိုရင်ကျွန်တော်တတိပေးမှာတော့လောလောဆယ်တော့ဒီကောင်တော့စောနကပြောတဲ့အတိုင်း base unit ပေါ့နော်ဒါအခြေခံ unit ပါတပူးချင်းရောင်းမယ်ဥမာကတ်လိုက်ရောင်းမယ်ဒီ file လိုက်ရောင်းမယ်ဆိုတာကိုနောက်တစ်ဆင့်မှာဘယ်လိုရောင်းမလဲဆိုတာကိုနောက်တစ်ဆင့်မှာပြောပြပေးပါမယ်โอเคဘာကုန်းမပါဘူးဆိုတော့ကျွန်တော်ဘာကုန်းမပါဘူးတင်ထည့်လိုက်မယ်နော်ဒါ energy drink အမျိုးအစားဆိုတော့ energy drink ကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ရွေးပြီးတော့ add product ကိုနှိပ်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့product ထည့်တာအပိုင်းပြီးသွားပြီပေါ့နော်